နောက်ထပ်မေးခွန်းတစ်ခုကတော့ဒီဗုဒ္ဓဘာသာ၅ပါးသီလမှာပါတဲ့ပါဏာတိပါတာကံဟာဘလို့အခြေအနေမျိုးမှာထိုက်ပါသလဲတချို့သိလို့တဲ့လူတွေကကြတော့အလူပြုလို့တဲ့ရည်ရွယ်ချက်နဲ့တရိษံတွေတတ်ခဲ့မိလို့ရှင်ရောငရဲကြီးပါလားရှင်ဗျာ ဘုရားဘာသာရဲ့အခြေခံလို့ဆိုကိုကျင်းသီလမှာမှန်တယ်၅ပါးသီလလောက်ရမယ်သူက၅ပါးသီလဆိုတာပြောမယ်ဆိုရင်ကိုချင်းစာတရားနဲ့အကျဉ်းမေတ္တာကိုအခြေခံထားတယ်ပေါ့ဖက်သားကိုထိခိုက်မှုရှောင်တယ်ပေါ့နော်ဒီပါဏာတိပါဒကံထိုက်တယ်ဆိုတာအင်္ဂါ900ရှိတယ် မှန်ပါဗျာ ကိုကျူးလွန်တဲ့ပုဂ္ဂိုလ်ကကျူးလွန်ခံရတဲ့တရားဝါကတရားဝါလည်းဖြစ်ရမယ်တစ်တုံးကြီးလိုဟာမျိုးတရားဝါထည့်ပြီးလောက်တာမျိုးပဲဖြစ်အောင်ပေါ့တရားဝါလည်းဖြစ်တယ်တရားဝါမှန်းလည်းသိတဲ့အမှတ်တင်ညာရှိတယ်သေစီလူတဲ့စိတ်လည်းရှိတယ်သေအောင်လည်းလုပ်တယ်သေလည်းသေသွားတယ် မှန်ပါဗျာ အဲ့ဒီ9ခုအင်္ဂါရ9ချက်ကြီးပဏာတိပါဒကံထိုက်တယ်လို့သူဆိုတယ် မှန်ပါဗျာ နော်အချက်9ချက်ကြီးဖို့လိုတယ်ပေါ့နော် မှန်ပါဗျာ တရားဝါမှန်းလည်းကိုယ်သိတယ်တရားဝါလည်းမှန်တယ်တရားဝါမှန်လည်းကိုယ်သိတယ်ဒီကောင်ကိုသိစေခြင်းနဲ့စိတ်လည်းရှိတယ်သိအောင်လုပ်တဲ့ပြောကလည်းပါတယ် မှန်ပါ တခုသိလည်းသိသွားတယ်ဆိုရင်ဒါပဏာတိပါဒကံထိုက်သွားပြီ မှန်ပါဗျာ ဒါတခုနော် မှန်ပါဗျာ အလူပြုတ်လို့တဲ့ရည်ရွယ်ချက်နဲ့တရိษံတတ်ခဲ့ပြီအလူပြုတ်ရင်းနဲ့ဆိုတာတော့ဒါသူရကိုပေးခြင်းကမ်းခြင်းနဲ့ဆိုတာတော့ကုသိုလ်ပိုင်းလို့ပြောရမှာဖြစ်တယ် မှန်ပါဗျာ တရိษံတတ်တဲ့အခါကျတော့ဟိုကရည်ရွယ်ချက်ကိုသာပြောတာအလူပြုတ်လို့တဲ့ရည်ရွယ်ချက်ကတခု မှန်ပါဗျာ အဲ့ဒါကအလူပြုတ်လို့ရဲဆိုတော့ကောင်းတယ် မှန်ပါဗျာ အဲ့ဒီအပိုင်းကကုသိုလ်လို့ပြောလို့ရတယ် မှန်ပါ တရိษံတတ်ပြီဆိုတဲ့အခါကျတော့သူ့မှာကိုချင်းစာတရားနဲ့အကျဉ်းတရားတွေပြက်ကွက်သွားတယ် မှန်ပါဗျာ ကိုဘာလို့ဆိုရင်ကိုချင်းစာတရားဆိုရင်ကိုတတ်ရင်ခံနိုင်မလား မှန်ပါဗျာ ဟုတ်တယ်မလားကိုမကြိုက်တဲ့အလုပ်တစ်ခုကိုသူပြောက်လုပ်တယ်ဆိုတော့ကြတဲ့သူကကိုချင်းစာတရားပြက်ကွက်သွားတယ် မှန်ပါဗျာ တစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်ပြီဆိုတော့သူကစေရနာဆိုဖြစ်သွားတယ် မှန်ပါဗျာ အဲ့တော့အလူပြုတ်လို့တဲ့ရည်ရွယ်ချက်တွေကတော့ရည်ရွယ်ချက်အကောင်းပဲသို့တော့တရိษံကိုတတ်လိုက်လို့ရှိရင်အဲ့ဒီတတ်တဲ့ပြစ်မှုကတခြား မှန်ပါဗျာ အဲ့တော့တရိษံတတ်တဲ့ပြစ်မှုကြောင့်ငရဲကြီးပါသလားဆိုသူ့ရဲ့စေရနာဇောတွေကတော့အပင်ငရဲကိုကြာစီနိုင်တဲ့ဟာတွေကြီးပဲအကုန် မှန်ပါဗျာ နော် မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်အလှပြုတဲ့အတွက်လည်းကောင်းမှုကုသိုလ်ရမယ်တရိษံတက်တဲ့အတွက်လည်းအကုသိုလ်ဖြစ်မယ်လို့ပြောတာလားရှင် ဖြစ်တယ်ဒါမျိုးဟိုရောထွေးနေတာလို့ခေါ်တယ်ပေါ့ မှန်ပါဗျာ ရောထွေးနေတယ်ခေါ်တယ် မှန်ပါဗျာ ဥပမာမဲ့ဇလန်နေရှိတယ် မှန်ပါဗျာ မုတ်ဆိုးတယောက်ဟာသားကောင်တတ်လာတဲ့တတ်တော့ကတော့သူစားဖို့တတ်တာပဲ မှန်ပါဗျာ ရှောင်းချဖို့လည်းဖြစ်မယ်ပေါ့ မှန်ပါ ပြစ်ကဘုရားတဘာနဲ့တွေ့တဲ့အခါကျတော့အဲ့ဒီသားဟင်းကိုလှူလိုက်တယ် မှန်ပါဗျာ သူကဒီဘဝမှာလာပြီးတော့ချွတ်တရားရတယ်ဆိုရင်အဲ့တော့လှူတဲ့ကုသိုလ်ကတခြားတတ်တဲ့ဟာကတခြားသူကတကန့်စီပဲမှတ်ရတယ်အဲ့လိုမျိုးကြတယ် မှန်ပါဗျာ ဟိုဟာအတွက်ကဟိုဟာအကျိုးပေးပါ မှန်ပါ ဒါအတွက်ကဒါအကျိုးပေး မှန်ပါဗျာ မတူနော် တင်ပါဗျာ စိတ်ကစိတ်ပဲ